是第二多度的男士基础的追求单单嘛呗，第二多比如的哈，没错，没加个奥兰图马嘎到，有话 definitely 地价的给啥去办？那么比如第二路奥兰图金哈，就那路奥兰农大的对，单问句，这啥事情？有本商业送了开价多，今年能源其他比大的，比目的大去办的。နောက်တစ်ချိန်မကြခင်မှာတမိုင်းဝင်တမိုင်းတွင်ကြံခဲ့တော့မယ်ယနေ့2023ခုနှစ်ကျွန်တော်တို့တိုင်းသားကျွန်တော်တို့နိုင်ငံသားအားလုံးရဲ့အညီတညွတ်ထဲဟန်ချက်ညီစွာဖက်စစ်အာဏာရှင်စနစ်ကြီးကိုဖြိုဖျက်ခဲ့ကြပုံတွေကိုနောင်လာနောင်သားတွေရင်သက်ရှူမောအံ့ဩလေးစားအားကြဂုဏ်ယူစံနမူနာတင်ကြံခဲ့အောင်ကျွန်တော်တို့အားလုံးဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါပေမဲ့ကျွန်တော်နိုင်ငံမှာဒီဖက်စစ်စနစ်ဆိုခေါ်တဲ့အကြမ်းဖက်စနစ်ဒီတက်လက်ပတ်ခဲ့ရတယ်လက်ပတ်နေရခြင်းအကြောင်းအရာဟာလည်းပဲကျွန်တော်တို့နိုင်ငံသားအထဲမှာအချို့သောသူတွေရဲ့အသိဉာဏ်ပညာစင်ကြင်တုံတရားကိုကျင့်တရားလူသမိုင်းပေါ်မှာထားရှိတဲ့တန်ဖိုးနောက်တစ်ခါမိမိကိုမိမိရဲ့တကူကြီးစံတတ်မှတ်ချက်ဒါတွေကွဲလွဲတဲ့အတွက်ကြောင့်ဆက်အာဏာရှင်တွေရဲ့လက်ကရုံးတောင်မွေးလက်ကင်တုပ်လက်ပါးစီစစ်ရာဇဝတ်မှုကျူးလွန်ရာကြံရပါတွေအဖြစ်တချို့သောနိုင်ငံသားတွေဟာအများစုကတော့လက်ရှိမြန်မာတပ်မတော်လို့ခေါ်တဲ့အကြမ်းဖက်တပ်တွေကစစ်သားတွေပေါ့သူတို့တွေကြောင့်ကျွန်တော်တို့နိုင်ငံဟာအခုအချိန်လို3နှစ်တာကာလတော်တွင်ကြီးစွာသောပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါနေ့စဉ်တည်ထူးများနဲ့စေရေးနိုင်ငံရေးများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လုပ်ပေးထားပါရန်တောင်းဆိုပါတယ်ရှင်ဆိုရင်ရရှိတဲ့ကောက်ခံရရှိတဲ့စင်းဒါတော့ကောက်ခံမရရှိတဲ့စင်းတွေမပါသေးဘူးဖက်စစ်အကြမ်းဖက်တပ်ကလက်ပါးစီတွေနဲ့သူတို့မွေးမြူထားတဲ့အုံတော်အသိဉာဏ်မဲ့သောပြီးစောတိလူမိုက်ဒီလူတစုရဲ့စိုးသွင်းရက်ဆက်ရုပ်ပါမှုတွေကြောင့်အင်ဂျီတွေကိုအကြောင်းမဲ့မီးရှို့ကောင်းကင်ကလေရင်ပြန်တဲ့အကြောင်းမဲ့ဘုံကျဲပြည်သူတွေကိုသာရန်သူလိုတတ်မှတ်ပြီးခြေမုန်းတဲ့တန်တွေကြောင့်အခုဆိုအင်ဂျီအနည်းဆုံး9000အသေးနော်နေတာမဟုတ်ဘူးအင်ဂျီတိမ်လုံးတစ်လုံးဆိုတာသိန်းရာချီကုန်ကြခံပြီးမှစောက်ရတဲ့အိမ်တွေပါတကယ်တော့အိမ်တစ်လုံးဆိုတာဒီမိသားစုရဲ့လမ်းတော်ဒီမိသားစုတစုရဲ့ခန္ဓာဒီမိသားစုရဲ့နိဗ္ဗာန်ဘုံဖြစ်ပါတယ်ဒီအိမ်ပေါင်း9000တသိန်းညံကိုရဲဆက်ဆက်မိရှုဖျက်ဆီးလိုက်တယ်ဆိုတဲ့ဒီဖက်စစ်အကြမ်းဖက်တိုက်က3နှစ်တာတော်တွင်လို့ရဟာကဘာတီတီရဲ့ဥရမ်းမကြီးဖြစ်ကြံနေကြတယ်မှာတော့သိကြပါတယ်။ဒါကြောင့်လဲမှားယွင်းလွဲချော်တဲ့နေအွန်လိုင်းဖက်စစ်ဥဆောင်တဲ့ကိုဂျိုးရှာအာနာရှင်ဆက်အာနာယူဝါဒကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ဆက်အာနာယူဆိုတာခွေယူကောင်းစားရင်တမွန်းတယ်ပဲဖြစ်ပါတယ်။ခွေယူတွေကကောင်းတော့ကောင်းစားခဲ့ပါတယ်။ဘယ်တော့ခါမှတမွန်းတယ်မကြော်ပါဘူး။လိုပဲကမ္ဘာသမိုင်းမှာလဲအာနာရှင်တွေပေါ်ပေါက်ခဲ့ပါတယ်။သူတို့လည်းခွေယူတွေလိုပဲတမွန်းတယ်တော့ကောင်းစားခဲ့ကြတာ။အချိန်တန်တော့လူထုတို့ခါမှဖြစ်စေလူထုကပက်ပက်ဆက်ဆက်ထိုးတဲ့လန်စွတ်ထိပ်ဖြားမှဖြစ်စေလူထုကကြစ်ပြလိုက်တဲ့ကျိုးကွင်းရဲ့လေဘင်းမှာဆွတ်လျက်ဖြစ်စေနောက်ဆုံးတော့လူဘဝကတမိုင်းစိုးတွေနဲ့မရှိမလားနာကျင်မှုဝေဒနာတွေနဲ့ဖတ်သွားကြရတာကြီးပါပဲဒီဖက်စစ်မင်းအောင်လိုက်လည်းပဲတော်တော်ကိုအသိဉာဏ်နှုံနေတဲ့စက်တက်ကတူကျောင်းစင်တယောက်ဖြစ်ကျွန်တော်ကတော့လွန်စွာစိတ်လည်းမကောင်းဖြစ်ရပါတယ်။ဘာကြောင့်များတမိုင်းတွေလောက်တင်နေပါလိမ့်နဲ့ဘာကြောင့်များကိုချင်းစာရိတ္တ honor ဆိုတဲ့ system ကိုအဓိက special training လုပ်ပေးနေတဲ့စစ်ကြောင်းတော်ကြီးကဆင်းပြီးတော့ဘာကြောင့် honor သိက္ခာမဲ့တဲ့လုပ်ရက်တွေကိုပြောင်ကြရဲဆက်ဆက်လုပ်ရဲတာလဲဘာကြောင့်လဲသူ့နားမှာရှိနေတဲ့စစ်ဗိုလ်ချုပ်ဆိုတဲ့အပွင့်နေတင်ထားတဲ့ရာရှိကြီးတွေကဟော honor ဆိုတဲ့ဂုဏ်သိက္ခာမှန်မှန်ကိုသိနာလေမှုပန်းချောင်းဝေဖန်ပိုင်းဖြတ်နိုင်မှုသစ္စာရှိတည်ရှိမှုရိုးသားဖြောင်းမှန်မှုအကိုရမှုစသဖြင့်အားလုံးသောဂုဏ်သတင်းတွေပေါင်းစပ်နေတဲ့ honor ကျွန်တော်အခုပြောတဲ့ honor system ဆိုတဲ့အကြောင်းကို pride တင်နေတာကိုစစ်တပ်ကတူဆိုတဲ့အကြောင်းကိုသိနာလေတဲ့လူတွေလက်ခံလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်သို့တော့သင်ပေးလိုက်တာကောင်းမိမယ်မြေပြင်မှာဖောက်ပြန်သွားတဲ့ခါကျတော့ဖောက်ပြန်တဲ့ဒီလူတယောက်ကြောင့်ဒီခွေးယူတကောင်ကြောင့်နော်ခွေးယူတကောင်ကြောင့်အာနာယူသွားတာလဲခွေးယူတကောင်နေပါပဲနည်းနည်းမြင်ရသေးတယ်များများနဲ့အကုန်ပတ်ကိုက်လို့လေအင်ဂျီ9000လောက်ဝီချိုခံရလူပေါင်း3တန်းလောက်အခုစစ်မဲ့စစ်ပေးဆောင်နေရဦးမေအိမ်ဖြစ်နေရဆိုတော့ဒီလူတယောက်ကြောင့်ဖြစ်သွားတော့လေကျန်တဲ့လူတွေပါတနင်္ဂနွေဒီဇင်ဘာအားလုံးတင်းကျုံပြောဆိုခံရတယ်မျက်နှာငယ်ရတယ်ဂုဏ်သိက္ခာကျဆင်းရတယ်ဆိုတော့ဒီခွေးယူအာနာယူရဲ့လက်ရှိအခြေအနေလေးကိုကျွန်တော်တို့အကြမ်းမြင်ခံမှန်းကြည့်လိုက်ရအောင်မင်းရဆိုနမ်ဆန်မြို့
နမ်ဆန်ဆိုတာရှမ်းပြည်နယ်မြောက်ပိုင်းရဲ့တနေရာမှာရှိတယ်လေဒါစကန်ရှိတယ်အဲ့ဒီလေဒါစကန်တွေပတ်လေလိုက်ပြီးတော့ဘုံကျဲတပ်ဖြတ်နေလို့တိုင်းသားဒေသတွေအမြောက်များပြီးတော့ပျက်စီးတည်ကြည်နေကြတာဖြစ်တယ်အဲ့တော့အခုနမ်ဆန်မြို့ဘလိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်ရရှိပြီလို့ဆိုတယ်အဲ့တော့တရန်စကင်းတယ်လို့ပြောရမှာပေါ့နော်ဟုတ်ကဲ့အဲ့တော့နှစ်ဖြာကျွန်တော်တို့သုံးသပ်ကြည့်အောင်ကျွန်တော်သုံးသပ်ကြည့်မယ်ပထမတစ်ချက်ကတော့လက်ရှိလက်စစ်မင်းအောင်လှိုင်ရဲ့သူ့တက်တော်တွင်မှာသူ့ဟာသူပြန်ပြီးစီယုံရင်းစင်းနေရတဲ့အနေအထားဘယ်လိုစီယုံရင်းစင်းနေရလဲဆိုတော့ရဲဖို့လည်းကောင်းတယ်စိတ်မကောင်းဖြစ်ဖို့လည်းကောင်းတယ်လက်ပြီးကြစ်ပေါအောင်ဆုပ်ပြီးတော့အန်ကျိတ်နာကျင်ပွဲလည်းကောင်းပါတယ်ဘယ်လိုပြန်ပြီးတော့စီယုံရင်းစင်းနေရတယ်လဲဆိုတော့အခုချင်းမြန်တရင်အဆင့် viewer အဆင့်အတော်များများနဲ့ကျွန်တော်ချိတ်ဆက်ရနေပါတယ်အားလုံးဒီဘက်ဟာအခြေအနေပေးလာတာနဲ့အမျှလေချောင်းရန်ချက်ချင်းရောက်မလာနိုင်ဘူးလေချောင်းဆိုတော့သူတို့ဘုံလာကျဲမဲ့ဆက်စစ်တပ်ကတိုင်းမှုတွေကစတာမှုတွေလွှတ်တဲ့လင်းရချက်ချင်းသူတို့ကိုဘုံလာမကျဲလာနိုင်တော့တဲ့အချိန်မျိုးဆိုရင်တရင်လိုက်ခံပင်းရင် view ဟာလိုက်အလံ view ထောင်ပြီးကျွန်တော်တို့ပြည်သူဘက်ကိုပူးပေါင်းမှုအစီအစဉ်တွေအများများရှိနေပါတယ်ဒါကိုသိလို့သူတို့ဟာတလောကတွေ့ပါလိမ့်မယ်မုံမျိုးဖက်မှာသူ့တက်ကဆွန့်ခွာပြီးတော့ထွက်ပြေးလာတဲ့တက်ဒီတက်ဦးမင်းစွမ်းတက်ကြီးတွေကိုစစ်သားတွေမိသားစုတွေဘုံဘီရဲ့နဲ့အပွဲဖြစ်တဲ့နေရာကနေထွက်ပြေးတာထွက်ပြေးပြည်သူလူထုဘက်ကိုပူးပေါင်းမှုထွက်ပြေးလာတော့ဒီနဲ့လိုက်ဘုံကျဲတပ်ဖြတ်ခိုင်းတယ်ဘလောက်ထိဖက်စစ်ကျန်းဖက်တွေရဲ့ရက်ဆက်ရုံမှမှုလဲတပ်တွင်းမှာဆိုလည်းပဲလုံးဝဖြီးစည်းချုံအောင်ပိတ်ဆို့လောင်ပိတ်ထားတယ်ဖုန်းတွေပင်းမသုံးအောင်ပြည်သားစုနဲ့ဆက်သွယ်မလို့ဘာမှမလို့အကုန်ချုပ်ထားပြီးတော့ဒီစကားမင်းအသေးခံတိုက်တေသွားပြီးပြီမင်းတာဝန်ကြည့်တယ်တေတော့ငရဲမလားဘူးသူပါဇက်ကပြောတာပဲငရဲလားမလားဘယ်ခွေးတောင်စားအတိပါလဲဆိုတော့အသေးခံတိုက်ဖတ်ပြေးလားဒီလူဘက်ကပူပေါင်းမှုသွားသလားအေးမင်းတို့ရှီကနေပြီးတော့မင်းတို့လက်နဲ့ချသွားပြီးတဲ့နောက်ပါငါတို့ဖက်စစ်တပ်ရဲ့အတွင်းသတင်းတွေကိုမင်းတို့ဖော်ထုတ်မှသိတယ်အဲ့တော့မင်းတို့ထွက်ပြေးပြီးတော့မင်းတို့ဘုံကျဲလိုက်တတ်မယ်ဆိုတော့သူ့လူကို तू ကအသေးလို့ပဲ तू ကသဘောထားတာဖက်စစ်မြောင်းလိုက်အသေးပဲအခုရခိုင်ဘက်မှာယူရမှုနော်ရခိုင်ဘက်မှာဖြစ်သွားတဲ့တလုံးဝဖြစ်သွားတဲ့နော်မြို့သိမ်းစကန်သိမ်းတက်ပွဲမှာကြည့်အောင်ဆုံးတည်သွားတာပဲတိုင်းမှုဆိုတဲ့ကဆထမှုဆိုတဲ့ကိုကဘူးလေးတိုက်ချဖောကနေပြီးတော့အာမငယ်နဲ့လေလွတ်လိုက်ပါလေဟင်းမလားဟုတ်ကဲ့ပါဟိုဆဲဆိုဟာပြနဲ့နောက်ဆုံးတည်သွားတာပဲတည်သွားပြီးသွားပြီလေသူလာစာကိုတင်းအားသွားလို့ရသွားနိုင်ပြီစားတော်ပြင်းနဲ့ပို့လိုက်မယ်ပြီးသွားပြီဖက်စစ်ကဒါပဲစားတော်ကောက်ရေးတယ်ဆိုတော့ဘောပင်မှင်ဘလောက်မှမကုန်ဘူးဆိုတော့အောက်ခြေတပ်ဖွဲ့တပ်သားတွေအသက်ကိုလုံးဝစတီးချနင်းပြီးတော့သူတို့အာဏာစက်သူတို့လူရက်ထားတဲ့နိုင်ငံတော်ဘဏ္ဍာတွေကိုတခြားနိုင်ငံကိုရွှေ့ဖို့အချိန်ရဖို့အောက်ကတပ်သားတွေကိုအရာရှိတွေကိုသူတို့ဟာထိုးကျွေးနေတယ်သူတို့ကအမှန်လည်းမရှိဘူးတရားလည်းမရှိဘူးအော်နာလည်းမရှိဘူးကိုယ်သိက္ခာလည်းမရှိဘူးဥပဒေလည်းမရှိဘူးကျင့်ဝတ်လည်းမရှိဘူးယုံကြည်ချက်လည်းမရှိဘူးတမိုင်းကြောင်ကောင်းမှုညှို့နှိမ့်ချက်လည်းမရှိဘူးနိုင်ငံတကာထောက်ခံမှုပဲထောက်ခံမှရလာဖို့လည်းမရှိဘူးပြည်သူလူထုကြီးကရလာစရာတဒူးရေးပဲရှိတယ်ဒီလူတွေအတွက်ဆိုတော့သူတို့ရဲ့အောက်ခြေတပ်ဖွဲ့ဝင်တွေရတော့ချနင်းပြီးအသက်တွေရင်းပြီးသူတို့ကိုကြိုးစီးပွားအတွက်ဖက်စစ်အာဏာရှင်သူတို့ကိုကြိုးစီးပွားတဲ့သူတို့ဆောင်ရွက်နေကြတာဖြစ်တော့အောက်ခြေကသိလားနားလဲတာပေါ့ globalization internet ခေတ်အားလုံးဟာနီးပေါင်းစုံသုံးပြီးတော့ပြင်ပလောကကိုစူးစမ်းရှာဖွေလေ့လာချိတ်ဆက်ပြောဆိုစင်ကျင်တတ်တဲ့လေးထားတွေရလာပြီအဲ့တော့ဘာဖြစ်လဲဆိုတော့ဖက်စစ်တပ်ကသူ့ရဲ့အောက်ခြေတပ်ဖွဲ့တွေကိုပုံသုံးခွင့်တွေသတင်းကြည့်ရှုခွင့်တွေအကုန်ပိတ်တယ်ဘာမှမကြည့်အောင်ဘာမှခွင့်မပြုဘူးအကုန်ပိတ်ဆို့တာဖုန်းတွေရှိရင်သိမ်းတယ်ပြီးတော့ဘာလုပ်လဲသူတို့ဖက်စစ်အကြမ်းဖက်လက်ပါစီတွေရဲ့ငရဲကန်းဖြစ်တဲ့စစ်ကြောရေးမှာတော်လိုင်းတပ်ဖွဲ့ဝင်သူရဲကောင်း PDF လေးတွေနော်တက်ကြွလှုပ်ရှားတဲ့သူတွေကိုဖမ်းဆီးရမိတဲ့အခါမှာလွန်စွာရက်ဆက်ကျွန်တော်ပြောပြရင်မကောင်းလို့ပါနော်လွန်စွာရက်ဆက်မြန်မာသမိုင်းမှာတော့မရှိခဲ့ဘူးတော့ဘူးအိုက်ခမန်းကဂျူးလူမျိုးတန်းနဲ့ချီပြီးတော့တတ်တယ်ဆိုတဲ့နေရာမှာသူအလွန်ဆုံးဖြတ်လေးရာကသပင်လောက်ကိုရီပြားတည်သွားပြီးတဲ့နောက်မှာကိုရီပြားမှာပေါ်တဲ့တက်တူးလောက်သူကဖြတ်ယူပြန်သူ့ရဲ့ရက်ဆက်ရုံမှမှုကသပင်လောက်ကိုရီပြားလောက်ပဲရှိတယ်ဖက်စစ်မင်းအောင်လှိုင်ရဲ့လက်ပါစီစစ်ကြောရေးအဖွဲ့တွေဟာအပြည့်ရှိမရှိတန်ဆွမ်းနဲ့ကြန့်ခိုင်နေသူတို့ကိုနောက်ွယ်ညွှန်ကြားတဲ့အဖွဲ့အစည်းတစ်ခုကဘယ်အသက်အရွယ်ယောက်ျားသူ့ရဲ့ကိုရင်းအင်္ဂါဘယ်မျိုးစားလိုချင်တယ်လို့ညွှန်ကြားချက်ရောက်လာရင်အဲ့လူတွေ့တာဖမ်းစစ်ကြောရေးမှာရက်ဆက်ရင်ခွဲတတ်လူချင်းတဲ့ကလေးစားယူချက်ချင်းအေးကန်းထုတ်ဖို့လူအပ်နေရဆိုတော့မှောင်ကိုကိုင်းကြီးရဲ့မှာကြားချက်ရှိကိုအမှားစားနဲ့တကွာအေးကန်းနဲ့အမြန်ဆုံးပို့စီးပွားရှာကောင်းခဲ့တာမကြခင်ဒါတွေပေါ်ထွက်လာပါလိမ့်မယ်အဲ့လိုရက်ဆက်ရုံမာတဲ့ဂျိုင်းဆိုင်နဲ့လူမဆန်တဲ့
မြန်မာတမိုင်းနဲ့ကမ္ဘာတမိုင်းမှာတော့မရှိခဲ့ဘူးတဲ့ကျက်ဆက်ရုံမှမှုလုံနေတဲ့စစ်ကြောရေးထဲမှာသူတို့တော့ရင်ဒီခွဲကလေးစားထုတ်နေတဲ့ဗီဒီယိုဖိုင်တွေကိုစော်မြတ်လင်းလိုလူမျိုးကိုပါဇက်ထဲ acid တွေထည့်ပြီးတော့ acid လောင်းထည့်တယ်ဆိုခံစားကြည့်ပေါ့ဗျာလူတစ်ယောက်အသားရည်ထိနေအောင်မခံနိုင်အောင်နားတဲ့ကိစ္စပါဇက်ထဲ acid ပုံလိုက်လောင်းထည့်ပြီးတော့ဝေနာခံစားနေရတဲ့ပုံတွေဗီဒီယိုရိုက်ကူးထားတာမျိုးတွေ PDF ရဲဘော်လေးတို့မင်းဖြေတယ်မင်းလည်းနဲ့ပုံထားတယ်ဟောမသိပါခဲ့မသိဘူးကွာရော့မလက်တဲကွန်တစ်ခုဆွဲချွတ်ဟုတ်ကဲ့ပါနားလို့ပါရင်းနှီးဘူးနဲ့လောဟုတ်ကဲ့ပါနားလို့ပါမတန်းရိုက်ထားတယ်သူကပြောသေးဘူးလားမင်းမဖြေသေးဘူးလားရော့မတင်းတန်းတုံးပေါ်လက်စစ်တစ်စစ်ခုတ်ဖြတ်တော့အာဒီပါကြီးကြောက်ပါကြီးမပြောသေးဘူးလားနောက်တစ်စစ်ထပ်ဖြတ်ကိုမတန်းနေရိုက်ထားတယ်ဖက်စစ်တပ်ကအခုအဲ့ဒီမတန်းတွေကိုသူတို့ကဘာဖြစ်လဲသူ့ရဲ့တပ်ဖွဲ့ဝင်တွေကိုပြန်ပြီးတော့ပြဘာဖြစ်လဲဘယ်တော့ခါမှအမှန်ပြောတဲ့ဇော်မဲထွန်းရဲ့ဒီပြည်တွေပြီးပေါ့လောက်တာကသူတို့ရဲဆက်ခုတ်ဖြစ်နေတာကသူတို့စစ်ကြောရေးရလူတို့တော့ဗီဒီယိုဖိုင်ဆိုတာကစစ်ကြောရေးရလူဘယ်သူပဲပါလို့ရိုက်တာမှမဟုတ်ပဲဖန်ဆီးထားတဲ့လူဒီတယောက်ကိုပဲကျင်းသားတယောက်ကိုပဲရိုက်ထားတာဖြစ်တော့ဖြစ်လားဒါမင်းတို့ငါတို့တက်ကစစ်တပ်ကနေပြီးတော့လက်နက်ချသွားတဲ့အလံဖြူထောင်သွားတဲ့တပ်သားဘူးဖြစ်လား PDF တွေကလက်နက်ချတဲ့လူတိုင်းကိုဒီလိုလုပ်နေတယ်ကျင်းခုတ်နေရဲဘော်တွေမိသားစုတွေတချို့သောသူကပုံတော့အမတန်မှဆင်ញင်လို့နေရနေတဲ့ကြွားတော့ပုံလို့နုံတောက်အားပို့သွားတာပေါ့ဒါပေမဲ့လည်းပါစန်တိအားဖြင့်တော့အရန်နေပါလေအဲ့လောက်ထိကိုအကွက်ရွှေ့ပြီးတော့ရက်စက်တာလဲသူတို့ပြန်ပြီးသူအောက်လက်ပါစီတွေကိုတံပြန်ဆိုင်ဝါလွှင့်ပြီးတော့သူတို့ရက်ဆက်ခဲ့တဲ့သူတို့ဗီဒီယိုဖိုင်တွေကိုပြန်ထုတ်ပြပြီးတော့တွေ့လားမင်းတို့လက်နဲ့ချရင်ဒီလိုခုတ်ထစ်ခံရမယ်ဒီလိုနှိပ်စက်ခံရမယ်ဆိုတံပြန်ဝမ်းနေဖို့ကောင်းတာကအဲ့လိုလုပ်နေတယ်ဆိုတာကိုဒီဗီဒီယိုဖိုင်ကဒီစစ်ကြောရေးအကောင်ရဲ့လေတံဖြစ်ကြောင်းဘယ်နေရာမှာစစ်ကြောခဲ့တယ်ဆိုတဲ့အကြောင်းစစ်ကြောခဲ့တဲ့သူတွေနဲ့ဆက်နေတဲ့ရေးဒီတွေကပဲကျွန်တော်ရှီကိုပြန်ပို့တယ်ကျွန်တော်တို့ဗီဒီယိုဖိုင်တွေကိုတော့ဒီလိုပဲသူတို့အသုံးချနေတယ်ဒီလူတွေကဒီလူတွေဖြစ်ကုန်ပြီတော်တော်ကိုအစင်တန်းအောက်တန်းကြပါပြီဒီကလက်ရှိဖက်စစ်တပ်ထဲမှာနောက်ဆုံးအခြေအနေဖြစ်နေတဲ့အခြေအနေအဲ့တော့ဘာဖြစ်လဲဒီတဲ့လူကလည်းမာရသွန်အလားတတ်တော်ဦးစီမျောလိုက်ပါပြန်တော့အပြေးမာရသွန်အလားထင်စရာပဲဆိုသလိုပဲရှေ့တန်းကိုပို့ပါကြီးဖြစ်ကုန်တယ်ကိုကဘာဖြစ်လို့လဲတိုက်ရှင်ခိုက်ရှင်လို့မဟုတ်ဘူးနောက်တန်းမှနေရင်နှိမ့်ဆက်ညှဉ်းပန်းခံရတယ်ချုံတောင်ပိတ်ဆို့ခံရတယ်ဘာမှလို့ထွက်ခွင့်မရှိအောင်ပိတ်ဆို့ရှေ့တန်းရောက်သွားရင်တော့လွတ်လပ်ပါနော်တော်လိုင်းနဲ့တက်နေပြီလားလမ်းကြီးထောင်းမယ်ပူပေါင်းလာမယ် AC တတရနားနေမိမကြီးမတို့အသက်ရှင်ရဲ့ပြန်ထွက်လာတဲ့တနေ့စုံရမယ်မဟုတ်ဆိုပြေသွားရင်မင်းနဲ့ပြန်ဆုံစားအကြောင်းမရှိတော့ဘူးဘာလူကြီးဆိုတဲ့ကောင်တွေကငါခေါင်းဆောင်ဆိုတဲ့တန်ကြီးပြောင်းမှုလဲငါတို့တေစင်းကြိုသွင်းလာပြီးတော့ဖြစ်နေမှာအဲ့တော့ခြေတန်းထွက်မယ်တက်တာသူတို့ထွက်ချင်ကြခြေတန်းအရန်ထွက်ချင်ကြအဲ့တော့ဘာဖြစ်လဲဆိုတော့ခြေတန်းထွက်ချင်တဲ့ခြေတန်းထွက်တယ်ပြေးတယ်အလံချတယ်လူအင်အားမရှိတော့နောက်တန်းမှာမိသားစုနဲ့ကလေးတွေနဲ့ဒါတွေပဲကြံကြတော့ဘာဖြစ်လဲဖက်စစ်တပ်ကစစ်ပြေးမှုနဲ့ကြာဆွေးမှုတွေနဲ့ဒီပေါင်းစုံအမှုပြုလုပ်ထားတဲ့လူတွေနဲ့ရခိုင်ကာလလွန်ခဲ့တဲ့ပြည်သူ့အစိုးရခေတ်ကဖမ်းထားတဲ့နှစ်ရှည်ချထားတဲ့အကျဉ်းသားရှိတယ်ထောင်ထဲမှာဒါတွေအကုန်လုံးသူကအလုပ်လဲဆိုတော့ယာရုတစင်တိုးပေးမယ်မင်းတက်ချက်ကြီးပေးမယ်မင်းဘိုးကြီးဆိုဘိုးဘူးပေးမယ်မင်းတို့အားလုံးလားရထုတ်မယ်ရထုတ်ပြီးတော့ငါတို့စစ်စင်ရတဲ့လူလိုနေတယ်မင်းတို့တိုက်ရမယ်ဘာထုတ်လားထောင်တွေကညွှန်ကြားချက်နဲ့စောက်ယူမင်းအောင်လိုက်ညွှန်ကြားချက်နဲ့ထောင်နဲ့အတိအကျထုတ်တော့ထောင်ဆိုရဲအချင်းဦးစီးဆိုဌာနဆိုတာလဲစစ်အာဏာရှင်နဲ့လက်ပါစီတွေပဲကိုသူ့ရဲ့တခင်သူ့ရဲ့ရာဇာလာထုတ်ရင်ထုတ်အပေးလိုက်မျက်နှာဖုံးစုကားအစီးလိုက်စစ်တပ်ထဲခေါ်သွားထောင်ထုတ်တာကြည့်ထောင်ထဲထုတ်ခြင်းတို့ထုတ်နော်ခေါ်သွား2ရက်3ရက်လောက်ကြာလဲကြာအောင်အဲ့အယောက်90လုံးပြန်လာဖို့ပြန်အောင်ဒါလို့လည်းသတင်းပြန်ထွက်လာ90လုံးเนี่ยမလို့မတိုက်ဘူးထပ်ပြန်ပေးပါလေထောင်ထဲမှာ AC နေစားတစ်ချိန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကထောင်တကားလာရိုက်ဖွင့်လာနဲ့အကုန်လွတ်လာမယ့်အချိန်သူသိပြီးတော့စစ်မတိုက်နိုင်ဘူးရာလူတို့လည်းမယူသူတော့အကုန်ထောင်ထဲကိုပြန်ရောက်လာတယ်ဟိုကြားတဲ့တခုကတော့ဟုတ်ချင်လဲဟုတ်မှာပေါ့အချင်းထောင်ဝင်းကျင်ကဘူကြီးတယောက်ကစစ်ကျင်းသားစစ်ပြေးမှုနဲ့ကြာနေတဲ့ဘူကြီးတယောက်ကသူ့ကိုထုတ်သွားတယ်တစင်တိုးပေးတယ်ပေါ့ဘုံမူသူကဘုံမူလောက်နဲ့ငါမလုပ်ဘူးပေါ့2စင်တိုးဒုတိယဘုံမူကြီးပေးရင်လုပ်မယ်အဲ့ဒါဟိုကစိတ်ဆိုးပြီးတော့သူ့ကိုထောင်ထဲပြန်ထည့်တယ်ဆိုတော့ဘလောက်ထိဟာတာလဲမြောက်တယ်တနာကြလဲကောင်းတယ်တမိုင်းလဲဆိုးတယ်နောင်လာမဲ့ပြည်သူတွေနိုင်ငံသားတွေចောင်းသားလေးတွေတင်ရမယ်နိုင်ငံတမိုင်းထဲမှာ2023ခုနှစ်ကဖက်စစ်အာဏာရှင်မင်းအောင်လှိုင်လက်ထက်မှာဟောဒီလူကြီးရဲဆက်ရုပ်မှာမယုံနိုင်တော့ဖြစ်စဉ်ကြီးတွေဖြစ်ခဲ့ပါလားအဲ့ဒီခေတ်ကာလကဖက်စစ်မင်းအောင်လှိုင်လက်အောက်မှာလုတ်ခဲ့တယ်ဆိုတော့ရရှိအရာခံအကျက်စစ်ဖို့တပ်သားတွေရဲ့အုံနောက်ညံဟာအင်မတန်နည်းလာပါလား
သူတို့ကသူတို့ဘိုးချုပ်ကြီးတွေပါသူတို့ရတဲ့ဇေယျသူရမဟာတိတိတုတ္တမဘာညာဘွေကြီးတွေနဲ့တာဂုံစားနေကြတာတကယ်တော့အင်မတန်မှညာနှုတ်နေတဲ့လူသားတတ္တဝါလေးတွေပါလားဘိုးချုပ်ကြီးဘသူဟာသူ့မျိုးဆက်ကြီးစမ်းသူ့မြေသူသားအေးကွာမင်းဖိုးကတလိษံလားလူလားကွာဟဲ့အောင်ကြီးစမ်းငါတို့ဖတ်တဲ့တမိုင်းမှာမင်းဖိုးတော့ရုံမာခဲ့တဲ့လူငါတို့မတွေ့ဘူးကွာမကြခင်ပေါ်လာတော့မှာဘာလို့ဆိုဒီလေးလုံးနေလှုပ်ဆောင်နေကြည့်လေစင်ကြီးတုံတရားရှုတော့ငါပဲကြည့်ကိုချင်းတရားနဲ့တောင်းဝင်းကျင်လူချင်းချင်းလူသတင်းလူချင်းဆောင်တဲ့ရှုတော့ငါပဲကြည့်တရားဆိုဓမ္မရှုတော့ငါပဲကြည့်ဥပဒေနားလေတဲ့ဥပဒေပညာရှင်ရှုတော့ငါပဲသုံးသက်အမိုင်းသင်္ကန်းစာယူတတ်တဲ့လူတွေဆိုတော့အခုကတည်းကမြင်နိုင်စွမ်းရှိမှာပါအဲ့တော့အချင်းထောင်တွေကစစ်အချင်းသားတွေတောင်လက်မခံတော့တဲ့ယာဒူးကိုစောက်ယူတွေပဲမက်တွယ်ထားတယ်လို့ကျွန်တော်ပြောချင်ပါတယ်ကဲစောက်ယူတွေကျွန်တော်ကြိုးနေပါတယ်ကျွန်တော်ရှိရောက်တော့လူကောင်းဖြစ်သွားအောင်ကျွန်တော်